အားလုံးပဲမင်္ဂလာပါရှင်အခုဒီဗီဒီယိုလေးမှာဆိုရင်တော့ RBF Plus ရဲ့တတိယအကြိမ်မြောက်အဆိုပြုလာခေါ်ယူခြင်းနဲ့ပတ်သက်လို့ကဏ္ဍ1နဲ့2အောက်မှာရှိတဲ့ area 1, 2, 4, 5နဲ့9တို့အတွက်ပထမအဆင့်လျှောက်လွှာ concept note ကိုဘယ်လိုရေးသားရမလဲဆိုတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုရဲ့အဓိကရည်ရွယ်ချက်ကတော့လျှောက်ထားတဲ့သူတွေအနေနဲ့အခု concept note မှာပါတဲ့မေးခွန်းတွေကိုဖြေဆိုတဲ့နေရာမှာအမှားယွင်းကင်းဖို့နဲ့ RBF Plus ရဲ့သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့အညီရေးသားဖြည့်စွက်နိုင်ပြီးတော့အခုတတိယအကြိမ်မြောက်အဆိုပြုလာခေါ်ယူမှုမှာပြောင်းလဲသွားတဲ့အရာတွေသတိထားရမယ့်အရာတွေကဘာတွေဖြစ်လဲဆိုတာကိုပါရှင်းလင်းပြောကြားပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မကတော့ RBF Plus ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့မတ်ထလင်းလင်းအောင်ပဲဖြစ်ပါတယ်။ဥစွာပထမရှောက်လွှာဖြည့်ဆွတ်တဲ့တလျှောက်လုံးမှာဆိုရင် star ပြထားတဲ့မေးခွန်းတွေကိုမဖြစ်မနေဖြည့်ဆိုပေးဖို့လိုအပ်ပါတယ်။ပထမဆုံးအနေနဲ့ရှောက်လွှာကိုညင်ရေးသားပေးတဲ့သူ service provider ရှိမရှိကိုဖြည့်ဆိုပေးရမှာပဲဖြစ်ပါတယ်။မရှိဘူးဆိုရင်တော့မေးခွန်းအပိုင်း1ကိုတွားရောက်ဖြည့်ဆိုနိုင်ပါပြီ။ရှိတယ်ဆိုရင်တော့ရှောက်လွှာကိုညင်ရေးသားပေးသူရဲ့ကိုယ်ပိုင်အမှတ်စဉ်ကိုမှန်မှန်ကန်ကန်ထည့်သွင်းပေးရမှာပါ။ကိုယ်ပိုင်အမှတ်စဉ်ကိုထည့်သွင်းပြီးရင်တော့ရှောက်လွှာကိုညင်ရေးသားပေးသူရဲ့နာမည်ဖုန်းနံပါတ်နဲ့ email တွေကအလိုအလျောက်ဖြည့်ဆွတ်ပြီးသားဖြစ်သွားမှာပါဖြည့်ဆွတ်ပြီးသားအချက်အလက်တွေကိုတော့မှန်စစ်ကြည့်ဖို့တော့လိုအပ်ပါတယ်မိကုန်းအပိုင်း1ကတော့အဆိုပြုလာကိုရှောက်ထားတဲ့ company ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းနဲ့သက်ဆိုင်တဲ့အချက်အလက်တွေကိုမေးမြန်းထားတာပဲဖြစ်ပါတယ်မိကုန်းနံပါတ်1.1ကနေပြီးတော့1.6အထိကအဆိုပြုလွှာကိုရှောက်ထားတဲ့ company ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းပိုင်ရှင်ရဲ့အချက်အလက်တွေကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။ဒီအပိုင်းကိုဖြည့်ဆွတ်တဲ့နေရာမှာလုပ်ငန်းပိုင်ရှင်ရဲ့ကြည်လင်ပြတ်သားတဲ့မှတ်ပုံတင်ရှင်းနှောင်းနဲ့အိမ်နောက်စုစာရင်းတွေကိုတစ်ခါတည်းတင်သွင်းပေးရမှာပါ။မေကွန်နံပါတ်1.9ကနေ1.8အထိကတော့အဆိုပြုလွှာလျှောက်ထားတဲ့ company ဒါမှမဟုတ်စီးပွားရေးလုပ်ငန်းရဲ့အခြေခံအချက်အလက်တွေကိုဖြည့်ဆို့ပေးရမှာပဲဖြစ်ပါတယ်။မေကွန်နံပါတ်1.9မှာတော့လျှောက်ထားတဲ့လုပ်ငန်းရဲ့လိပ်စာကိုဖြည့်ဆွတ်ပေးရမှာပဲဖြစ်ပြီးတော့1.8မှာဆိုရင်လုပ်ငန်းတည်ထောင်ခဲ့တဲ့လနဲ့ခုနှစ်ကိုမှန်ကန်ကန်ဖြည့်ဆွတ်ပေးဖို့လိုအပ်ပါတယ်။တကယ်လို့ဖြည့်ဆွတ်ထားတာတွေကမှားယွင်းနေလို့ပဲဖြစ်လုပ်ငန်းသက်တမ်း2နှစ်မပြည့်ဘူးဆိုရင်တော့နောက်ထပ်မေးခွန်းကိုဆက်သွားလို့ရတော့မှာမဟုတ်ပါဘူး။မေကွန်နံပါတ်1.9မှာတော့ရှောက်ထားတဲ့လုပ်ငန်းရဲ့တင်သွင်းမဲ့လိုင်စင်အမျိုးအစားကိုရွေးချယ်ပြီးတော့လိုင်စင်နံပါတ်ကိုမှန်ကန်ဖြည့်ဆွတ်ပေးရမှာပါဖြည့်ဆွတ်ပြီးရင်တော့လုပ်ငန်းလိုင်စင်နဲ့အတူအသေးစားအငယ်စားအလတ်စားလုပ်ငန်းဖြစ်ကြောင်းအထောက်အထားဥပမာ MSME ကတ်ကိုတင်သွင်းပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာတောင်သူဆိုရင်ပုံစံ9ကိုအဓိကထားတင်သွင်းပေးရမှာဖြစ်ပြီးတော့ပုံစံ105ရှိတယ်ဆိုရင်လည်းတပါးရဲပူရဲတင်ပြပေးဖို့လိုအပ်ပါတယ်ကမ္ပဏီဆိုရင်တော့ company မှတ်ပုံတင်နဲ့ company မှတ်ပုံတင်မှာပါဝင်တဲ့အချက်အလက်အားလုံးကိုပူရဲတင်ပြပေးဖို့လိုအပ်ပါတယ်နောက်ပြီးစီပင်လိုင်စင်စက်မှုလုပ်ငန်းလိုင်စင်ဒါမှမဟုတ်ပုံမှန်သက်တမ်းတိုးရတဲ့လိုင်စင်အမျိုးအစားတွေဆိုရင်စတင်တည်ထောင်ထားတဲ့ခုနှစ်ပါတဲ့လိုင်စင်နဲ့နောက်ဆုံးသက်တမ်းတိုးထားတဲ့လိုင်စင်တွေပါပူးရဲတင်ပြပေးဖို့အရေးကြီးပါတယ်။မေကွန်နံပါတ်1.13ညနဲ့1.11ကတော့လူကြီးမင်းရဲ့လုပ်ငန်းမှာအမျိုးသမီးတိုင်းရင်းသားပါဝင်မှုနဲ့လူချင်းမင်းလုပ်ငန်းရဲ့လူမှုမီဒီယာ link တွေကိုဖြည့်ဆွတ်ပေးရမှာပါ။မေကွန်နံပါတ်1.12မှာတော့လူချင်းမင်းရဲ့လုပ်ငန်းစတင်တည်ထောင်စဉ်ကမတီရင်းနှီးငွေကိုတိတိကျကျလေးဖြည့်ဆွတ်ပေးရမှာပါ။မေကွန်နံပါတ်1.13ကတော့ပြီးခဲ့တဲ့တစ်နှစ်အတွင်းလူချင်းမင်းလုပ်ငန်းရဲ့ရောင်းရငွေစုစုပေါင်းကိုမြန်မာကျပ်ငွေနဲ့ဖြည့်ဆွတ်ပေးရမှာပါ။1.14ကတော့လက်ရှိမှာလူချင်းမင်းလုပ်ငန်းအနေနဲ့ဘဏ်ဒါမှမဟုတ်ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခုကနေချင်းငွေရယူထားခြင်းရှိမရှိနဲ့ရှိတယ်ဆိုရင်ပမာဏကိုဖြည့်ဆွတ်ပေးရမှာပါပြီးရင်တော့2025-2026ဘဏ္ဍာရေးနှစ်အတွက်ငွေစည်းရင်းရှင်းတွန်းကို
ပူးရက်တင်ပြပေးရမှာပါဒီနေရာမှာကမ္ပဏီမှတ်ပုံတင်ဒါမှမဟုတ်စက်မှုလုပ်ငန်းလိုင်စင်စတာတွေနဲ့ရှောက်ထားတဲ့လုပ်ငန်းတွေကတော့ပြင်ပစည်ရင်းစစ်နဲ့စစ်ထားတဲ့ငွေစည်ရင်းရှင်းတဲ့ audit report ကိုမဖြစ်မနေတင်ပြပေးရမှာပဲဖြစ်ပြီးတော့ပုံစံ9နဲ့ရှောက်ထားတဲ့တောင်သူတွေကတော့မိမိတို့ဝင်ငွေထွက်ငွေနဲ့ဆွဲထားတဲ့အရှုံးအမြတ်စည်ရင်းကိုသာတင်ပြပေးလို့ရပါတယ်။မိခွန်းနံပါတ်1.5ကတော့လူကြီးမင်းရဲ့လုပ်ငန်းမှာရှိတဲ့အမြဲတမ်းဝန်ထမ်းနဲ့ယာယီသို့မဟုတ်နေစားဝန်ထမ်းအရေးအတွက်ကိုဖြည့်ဆွတ်ပေးရမှာပါ။မိခွန်းနံပါတ်1.6မှာဆိုရင်လူကြီးမင်းလုပ်ငန်းမှာလက်ရှိထုတ်လုပ်နေတဲ့ကုန်ပစ္စည်းဒါမှမဟုတ်ဝန်ဆောင်မှုတွေရဲ့အကြောင်းပြည်ရင်းပြည်ပဈေးကွက်တွေနဲ့အဓိကထုတ်လုပ်တဲ့ကုန်ပစ္စည်းအမျိုးအစားတွေကိုဖြည့်ဆို့ပေးရမှာပဲဖြစ်ပါတယ်။မိခွန်းနံပါတ်1.1ခွန်ကတော့လူကြီးမင်းတို့လုပ်ငန်းရဲ့သမိုင်းကြောင်းနဲ့တည်ထောင်ခဲ့ပုံအစစ်အစစ်ကိုဖြည့်ဆို့ပေးရမှာပဲဖြစ်ပါတယ်။ဥပမာလုပ်ငန်းစတင်တည်ထောင်ခဲ့တဲ့ခုနှစ်ဝန်ထမ်းဦးရေရခင်ကထုတ်ကုန်အမျိုးအစားတွေနဲ့ထုတ်လုပ်မှုပမာဏဈေးကွက်အနေအထားနောက်ပြီးလူကြီးမင်းလုပ်ငန်းရဲ့တိုးတက်ပြောင်းလဲလာခဲ့ပုံအစစ်အစစ်လူကြီးမင်းလုပ်ငန်းရဲ့အနာဂတ်ရည်မှန်းချက်စတာတွေကိုရေးသားဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာအရေးကြီးတာကတော့လူကြီးမင်းလုပ်ငန်းရဲ့လက်ရှိလည်ပတ်နေတဲ့ဓာတ်ပုံတွေကိုလည်းပူးရက်တင်ပြပေးရမှာပဲဖြစ်ပါတယ်။မိခွန်းနံပါတ်1.18ကဆိုရင်လူကြီးမင်းတို့လုပ်ငန်းနဲ့အတူစာချုပ်စနစ်နဲ့လက်တွဲလုပ်ကိုင်နေတဲ့တောင်သူရှိမရှိကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။ရှိတယ်ဆိုရင်အရေးအတွက်ကိုထည့်သွင်းဖော်ပြပေးရမှာပါ။မိခွန်းအပိုင်း2ကတော့အရင်က RBF မြန်မာ RBF Plus တို့နဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။မိခွန်းနံပါတ်1.1ကတော့လူကြီးမင်းရဲ့လုပ်ငန်းအနေနဲ့အရင် RBF မြန်မာ RBF Plus တို့ကနေပြုလုပ်ခဲ့တဲ့အဆိုပြုတာခေါ်ယူတဲ့နေရာတွေမှာဝင်ရောက်ပြီးတော့ရှောက်ထားခဲ့ဘူးပါသလားမရှောက်ထားဘူးရင်တော့မိခွန်းအပိုင်း3ကိုတွားရောက်ဖြည့်ဆို့နိုင်ပါတယ်။အကယ်၍လူကြီးမင်းတို့အနေနဲ့ထောက်ပံ့ငွေရရှိခဲ့ဘူးရဲဆိုရင်တော့မိခွန်းနံပါတ်1.3နဲ့2.4တို့မှာဘယ် area အောက်မှာရရှိခဲ့ဘူးရဲဆိုတာကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့RBF မြန်မာ RBF Plus တို့မှာရရှိခဲ့ပြီးသားလုပ်ငန်းရှင်တွေအနေနဲ့ယခု RBF Plus ရဲ့ကဏ္ဍနဲ့ area 4ကနေ9အထိမှာထပ်မံလျှောက်ထားလို့ရတော့မှာမဟုတ်တာကိုတော့သတိပြုစေချင်ပါတယ်။အခုရှင်းပြခဲ့တဲ့အပိုင်း1နဲ့2ကတော့လုပ်ငန်းရဲ့အခြေခံအချက်အလက်တွေဖြစ်ပြီးတော့ဆက်လက်ပြောပြပေးသွားမယ်အပိုင်း3ကတော့လူချင်းမင်းတို့ရဲ့စီမံကိန်း idea ကိုရေးသားရမယ်အလွန်အရေးကြီးတဲ့အပိုင်းပဲဖြစ်ပါတယ်။ဒါကြောင့်လူချင်းမင်းတို့ရဲ့ concept နဲ့ပုံမအားကောင်းလာစေဖို့အတွက်လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့စီမံကိန်း idea ကိုဘယ်လိုချိတ်ဆက်ရေးသားရမလဲဆိုတာကိုပါဆက်လက်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။မိခွန်းနံပါတ်3.1မှာတော့ RBF Plus ထံမှာထောက်ပံ့ငွေလျှောက်ထားလိုတဲ့ area တစ်ခုကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်။3.2မှာဆိုရင်အဆိုပြုထားတဲ့စီမံကိန်းကိုအကောင့်ထဲပေါ်ဖို့အတွက်အထူးတလဲလိုအပ်တဲ့ license ရှိရဆိုရင်လည်းဖော်ပြပေးရမှာပါ။မိခွန်းနံပါတ်3.3မှာတော့လူကြီးမင်းအခု RBF Plus မှာလျှောက်ထားမဲ့စီမံကိန်းကိုအမှန်တကယ်ပြုလုပ်မဲ့နေရာအသေးစိတ်ကိုထည့်ပေးရမှာပါ။တရားမှာဆိုရင်ပြည်နယ်တိုင်းဒေသကြီးကိုရွေးလိုက်တာနဲ့မြို့နယ်နာမည်ကိုရွေးချယ်ဖို့အလို့အလျောက်ပေါ်လာမှာပဲဖြစ်ပါတယ်။ဒီမှာဖြည့်ဆွတ်ပေးရတဲ့နေရာဟာမိခွန်းနံပါတ်1.9မှာဖြည့်ဆွတ်ထားတဲ့လုပ်ငန်းရဲ့လိပ်စာနဲ့ကွဲလွဲနိုင်ပါတယ်။ဒါကြောင့်ဒီနေရာကိုမဖြစ်မနေမှန်မှန်ကန်ကန်ဖြည့်ဆွတ်ပေးဖို့အကြံပြုချင်ပါတယ်။3.4မှာဆိုရင်လူချင်းမင်းအနေနဲ့ RBF Plus မှာအထောက်အပံ့တောင်းခံမဲ့စက်ပစ္စည်းဒါမှမဟုတ်နည်းပညာကိုမှန်မှန်ကန်ကန်လေးဖြည့်ပေးရမှာပဲဖြစ်ပါတယ်။ RBF Plus အနေနဲ့လူကြီးမင်းလျှောက်ထားမဲ့စက်ပစ္စည်းဟာလက်ရှိလူကြီးမင်းရဲ့လုပ်ငန်းမှာအသုံးပြုနေတဲ့စက်ပစ္စည်းဒါမှမဟုတ်နည်းပညာမျိုးမဖြစ်ရပါဘူး။အောက်မှာတော့အဆိုပါစက်ပစ္စည်းဒါမှမဟုတ်နည်းပညာရဲ့ဝင်အားအသေးစိတ်တွေကိုဖြည့်ဆွတ်ပေးရမှာပါ။ဥပမာလူကြီးမင်းကလူကြီးမင်းလုပ်ငန်းအတွက်စပါးအချောက်ခံဆက် column dryer ကိုရှောက်ထားရဲဆိုပါစို့ဒါဆိုရင်နီးပညာဆိုတဲ့နေရာမှာ column dryer လို့ဖြည့်ပေးရမှာပါဝင်အားနေရာမှာတော့လူချင်းမင်းရှောက်မဲ့ column dryer ရဲ့ဝင်အားအသေးစိတ်ဥပမာ2ပေါင်းတစ်ဖိုး3ပေါင်းတစ်ဖိုးစသဖြင့် unit brand name တွေကိုဖ
ဖော်ပြပေးပြီးတော့မှရေးသားပေးရမှာပဲဖြစ်ပါတယ်။မေကွန်းနံပါတ်3.5မှာဆိုရင်တော့လူကြီးမင်းအနေနဲ့စီမံကိန်း idea ပေါ်ပေါက်လာပုံလက်ရှိလူကြီးမင်းရဲ့လုပ်ငန်းမှာအသုံးပြုနေတဲ့စက်ပစ္စည်းနည်းပညာနဲ့နည်းလမ်းတွေကိုဖော်ပြပေးရပါမယ်။ဒါအပြင်လူကြီးမင်းအခုရှုပ်ထားတဲ့စီမံကိန်း idea ဟာ RBF Plus ကထောက်ပံ့တဲ့ area နဲ့ဘယ်လိုချိတ်ဆက်မှုရှိလဲဆိုတာကိုပါအသေးစိတ်ရေးသားဖော်ပြပေးရမှာပါ။ဥပမာအနေနဲ့လူကြီးမင်းကစံဆက်လုပ်ငန်းအတွက် RBF Plus မှာစပါးအချောက်ခံဆက် column dryer ကိုတောင်းခံမယ်ဆိုရင်ဥစွာပထမတောင်းခံမဲ့စီမံကိန်း idea ဖြစ်ပေါ်လာပုံကိုရေးသားဖော်ပြပေးရပါမယ်။လူကြီးမင်းရဲ့စံဆက်လုပ်ငန်းမှာစပါးအချောက်ခံဆက်မရှိတဲ့အတွက်မီယိုးဖလားနေလန်းအချောက်ခံနည်းနဲ့သာစပါးတွေကိုအချောက်ခံနေရတဲ့အတွက်ယခုလိုမိုးရာသီမှာအခက်အခဲအရန်ဖြစ်တဲ့ဆိုတဲ့အကြောင်းအနီးနားကျေးရွာတွေမှာရှိတဲ့တောင်သူတွေထံကနေစပါးတွေကိုနိုဝယ်လီစနစ်နဲ့အချောက်ခံရတော့လဲပဲရာသီဥတုအခြေအနေတွေကြောင့်အချိန်မီစပါးကိုအချောက်ခံမပေးနိုင်ကြောင်းစံဆက်မှထွက်တဲ့စပက်ခွန်တွေကိုလည်းနီးစက်ရာချောင်းတွေမြစ်တွေကိုနေ့စဉ်ဆွတ်ပစ်နေရတယ်ဆိုတဲ့လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုရေးသားဖော်ပြတင်ပါတယ်။စီမံကိန်း idea ဟာ RBF Plus မှာရှောက်မဲ့ area နဲ့ချိတ်ဆက်မှုရှိကြောင်းကိုလည်းဖော်ပြပေးရမှာပါ။ဥပမာ column dryer တက်ဆင်လိုက်တဲ့အတွက်ကြောင့်စပါးတွေကိုအချိန်မီအချောက်ခံနိုင်တဲ့အတွက်တောင်သူတွေထံကနေစပါးပုံမဝဲယူအချောက်ခံနိုင်လာတာစံဆက်မှထွက်ရှိတဲ့ဇပခွန်တွေကိုလည်းရခင်ကလိုမြစ်ချောင်းတွေကိုမစွန့်ပစ်ပဲအချောက်ခံဆက်မှာလောင်စာအဖြစ်ပြန်လည်အသုံးပြုနိုင်တဲ့အတွက်ကြောင့်စွန့်ပစ်ပစ္စည်းကိုထိထိရောက်ရောက်ပြန်လည်အသုံးပြုနိုင်တာလုပ်ငန်းပုံမလဲပတ်လာနိုင်တဲ့အတွက်ကုန်ထုတ်လုပ်မှုမှာလည်းရခင်ကထက်ပုံမတိုးတက်လာနိုင်တာစတဲ့အချက်လက်တွေကိုခံမှန်းတွက်ချက်ဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ဒါအပြင်လူကြီးမင်းတို့ရက်ကွက်ဒါမှမဟုတ်ကြေးရွာအုပ်စုအတွင်းမှာရှိတဲ့စံဆက်လုပ်ငန်းတွေအထဲမှာလူချင်းမင်းလုပ်ငန်းဟာ column dryer စတင်ပြောင်းလဲအသုံးပြုမယ်စံပြလုပ်ငန်းဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းအထောက်အထားများနဲ့တင်ပြပေးနိုင်ပါတယ်လူကြီးမင်းရဲ့စံဆက်လုပ်ငန်းကိုရခင်ကထက်ချိန်ပိုမိုလဲပတ်နိုင်မှာဖြစ်တဲ့အတွက်ဒေတာရင်းမှာရှိတဲ့တောင်သူတွေကိုရောဘလောက်အကျိုးကျေးဇူးရရှိစေနိုင်မှာလဲဆိုတာကိုပါခံမှန်းဖော်ပြပေးစေလိုပါတယ်။မိကုနံပါတ်3.5ကကြီးမှာဆိုရင်တော့လူချင်းမင်းအဆိုပြုထားတဲ့စီမံကိန်းဟာဆိုရင် RBF Plus မှာထောက်ပံ့ပေးတဲ့ area တွေအထက်မှာ Area 7အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့တန်မိုးမြင့်ထုတ်ကုန်ထုတ်လုပ်ခြင်းကဏ္ဍအောက်မှာပါဝင်ပြီးတော့ရန်ကုန်မန္တလေးကသာဖြစ်ခဲ့မယ်ဆိုရင်လူကြီးမြင့်လုပ်ငန်းမှာအဓိကကုန်ကျန်းတွေကိုဘယ်ပြည်နယ်တိုင်းဒေသကြီးမြို့နယ်တွေကနေဝယ်ယူနေရတာလဲဝယ်ယူနေတဲ့ကုန်ကျန်းပမာဏရာခိုင်နှုန်းကရောဘယ်လောက်ရှိလဲဆိုတာကိုပါအသေးစိတ်ထည့်သွင်းဖော်ပြပေးရမှာပဲဖြစ်ပါတယ်။မိကွန်းနံပါတ်3.6မှာတော့လူကြီးမင်းအဆိုပြုထားတဲ့စီမံကိန်း idea ကနေရရှိလာနိုင်မယ်စီးပွားရေးဆိုင်ရာအကျိုးကျေးဇူးတွေကိုမေးမြန်းထားတာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့လူကြီးမင်းလုပ်ငန်းမှာထုတ်လုပ်မှုကုန်ကျစရိတ်လျော့နည်းလာတာထုတ်လုပ်မှုပမာဏတိုးတက်လာတာအမြတ်အစွန်းများလာတာနဲ့ဈေးကွက်ချဲ့ထွင်နိုင်တာစတဲ့အကြောင်းအရာတွေကိုခံမှန်းတွက်ချက်ပြီးတော့ဖော်ပြပေးရမှာပဲဖြစ်ပါတယ်3.9မှာတော့လူကြီးမင်းအဆိုပြုထားတဲ့စီမံကိန်း idea ကိုအကောင်အထည်ဖော်လိုက်ခြင်းအပြင်ဖြစ်ပေါ်လာနိုင်မဲ့အလုပ်ကိုင်းအခွင့်အလမ်းတွေကိုခံမှန်းဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ဒီနေရာမှာစီမံကိန်း idea ကြောင့်တိုက်ရိုက်တော့၎င်း၊တွဲဝိုင်းရည်တော့၎င်းဖြစ်ပေါ်လာနိုင်တဲ့အလုပ်ကိုင်းအခွင့်အလမ်းအသစ်တွေကိုကြားမှာအချိုးနဲ့ဖြည့်ဆွတ်ဖော်ပြပေးရမှာပဲဖြစ်ပါတယ်။3.8မှာဆိုရင်အဆိုပြုထားတဲ့စီမံကိန်း idea နဲ့ပတ်သက်ပြီးတော့ရရှိလာမဲ့ငွေကြေးနဲ့မသက်ဆိုင်တဲ့အခြားအကျိုးကျေးဇူးတွေကိုဖော်ပြပေးရမှာပါဥပမာဆိုရင်လူကြီးမင်းရဲ့ column dryer စီမံကိန်းကိုအကောင့်ထဲပေါ်လိုက်တဲ့အတွက်ကြောင့်စွန့်ပစ်ပစ္စည်းကနေတန်မိုးမြင့်ထုတ်ကုန်ထုတ်လုပ်တဲ့ waste to value နည်းပညာအသစ်တွေကိုလေ့လာစမ်းသစ်ခွင့်ရရှိလာတာဒေသတွင်းတောင်သူလယ်သမားတွေထံကနေရရှိတဲ့စပါးကုန်ကျန်းတွေကိုပုံမထိရောက်စွာအချောက်ခံနိုင်တဲ့အတွက်ကြောင့်လဲထုတ်ကုန်အရေးအသွေးမြင့်မားလာတာအချိန်တိုတွင်ဝယ်ယူထုတ်လုပ်နိုင်တဲ့အတွက်ကြောင့်လယ်သမားတွေရဲ့ရောင်းအားနဲ့ဝင်ငွေတိုးတက်လာစေနိုင်တာစတဲ့အကျိုးကျေးဇူးတွေကိုလည်းရှင်းရှင်းလင်းလင်းရေးသားဖော်ပြပေးဖို့အကြံပြုချင်ပါတယ်။3.9မှာဆိုရင်တော့လူချင်းမင်းအဆိုပြုထားတဲ့စီမံကိန်းနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တာတွေဟာ
ဘယ်လိန်အမျိုးအစားလူမှုအဖွဲ့အစည်းဒါမှမဟုတ်လူမှုရပ်ဝန်းကိုထိခိုက်မှုမဖြစ်စေဘဲရှင်ရင်ဆွဲတင်းမာမှုတွေပရိပခတွေကိုပုံမမဆိုးရွားအောင်ရည်ရွယ်ထားရဆိုတဲ့အကြောင်းကိုအတည်ပြုဖော်ပြပေးရမယ့်အပိုင်းပဲဖြစ်ပါတယ်3.13ညမှာဆိုရင်ဒီစီမံကိန်းကိုအကောင့်ထဲပေါ်ဖို့အတွက်ရည်ရွယ်ထားတဲ့လူမှုရပ်ဝန်းတွေမှာကြားမရေးရာတန်းတူညီမျှမှုလူမှုရေးရာပူးပေါင်းပါဝင်မှုတွေကိုမြင့်တင်ဖို့နဲ့ပရိပခတွေလျှော့ချဖို့ကာကွယ်ဖို့အတွက်ပြောင်းလဲမှုတွေကိုဘယ်လိုဖော်ဆောင်ရမလဲဆိုတဲ့ရည်ရွယ်ချက်တွေကိုပါဖော်ပြပေးရမှာပဲဖြစ်ပါတယ်မိကုန်းနံပါတ်3.11မှာဆိုရင်အကယ်၍လူကြီးမင်းကအကြောင်းတစုံတရာကြောင့် RBF Plus ကနေထောက်ပံ့ငွေမရရှိဘူးဆိုရင်တော့လာမယ့်12လအတွင်းမှာဒီယင်းနှိမ့်မြုပ်နှံမှုကိုအကောင့်အထည်မဖော်နိုင်တဲ့အဓိကအခက်အခဲတွေကိုဖော်ပြရမှာပဲဖြစ်ပါတယ်ဒီခက်ခဲတွေကိုမိမိရဲ့ကိုယ်ပိုင်စိုက်ထုတ်ငွေဒါမှမဟုတ်ချင်းငွေနဲ့အခြားအထောက်ပံ့တွေနဲ့တောင်ဖြည့်ရှင်းလို့မရနိုင်တဲ့အဓိကအကြောင်းရင်းတွေကိုဒီနေရာမှာရှင်းရှင်းလင်းလင်းဖြည့်ဆို့ပေးရမှာပဲဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ငွေကြေးရင်းနှီးမြှုပ်နှံမှုအခက်အခဲဈေးကွက်နဲ့အခြားနည်းပညာပိုင်းဆိုင်ရာအခက်အခဲစတာတွေကိုအသေးစိတ်ဖော်ပြပေးရမှာပဲဖြစ်ပါတယ်။မိကုန်းနံပါတ်3.12ကတော့လူကြီးမင်းရဲ့လုပ်ငန်းအနေနဲ့အခြားအဖွဲ့အစည်းတွေကနေငွေကြေးအထောက်အပံ့နည်းပညာအထောက်အပံ့တောင်းခံထားလားဆိုတာကိုဖြေပေးရမှာပါ။မိကုန်းနံပါတ်3.13ကတော့အဆိုပြုထားတဲ့စီမံကိန်းအတွက်လိုအပ်တဲ့စက်ပစ္စည်းတွေကိုဝယ်ယူဖို့စုံစမ်းထားတဲ့ကမ္ပဏီဒါမှမဟုတ်ဆိုင်တွေနဲ့ပတ်သက်ပြီးတော့ဖြည့်ဆို့ပေးရမှာပါဒီနေရာမှာတတိပြုရမှာကစုံစမ်းထားတဲ့ကမ္ပဏီအနည်းဆုံး2ခုစီကနေပစ္စည်းစင်းနှုန်းစည်း2ခုကိုမဖြစ်မနေထွဲတင်ပေးဖို့လိုအပ်ပါတယ်အကယ်၍လူကြီးမင်းအဆိုတင်သွင်းထားတဲ့စီမံကိန်းတစ်ခုအတွက် RBF Plus စီမှစက်ပစ္စည်း2မျိုးတောင်းခံခြင်းဒါမှမဟုတ်အဆိုတင်သွင်းထားတဲ့စီမံကိန်းတစ်ခုအတွက် supplier 2ဦးစီကဝယ်ယူရမယ့်ကိစ္စမျိုးတွေဆိုရင်တော့ supplier A ထံမှကုန်ပစ္စည်းစည်းနှုန်းစည်း2ခု supplier B ထံမှကုန်ပစ္စည်းဈေးနှုန်းစည်း2ခုစုစုပေါင်းကုန်ပစ္စည်းဈေးနှုန်းစည်း4ခုကိုပူးရဲတင်ပြပေးရမှာပဲဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်လူကြီးမင်းက RBF Plus စီကနေစီမံကိန်းတစ်ခုအတွက် Solar Dryer Dome နဲ့ Cold Storage ကိုတောင်းခံမယ်ဆိုပါစို့ Solar Dryer Dome အတွက်ကုန်ပစ္စည်းဈေးနှုန်းစည်း2ခုကိုမတူညီတဲ့ supplier 2ဦးစီကနေတောင်းပေးရမှာပဲဖြစ်ပြီးတော့ Cold Storage အတွက်ဆိုရင်လည်းကုန်ပစ္စည်းဈေးနှုန်းစည်း2ခုကိုနောက်ထပ်မတူညီတဲ့ supplier 2ဦးစီကနေထပ်မံတောင်းယူပြီးတင်ပြပေးရမှာပါမိကုန်းနံပါတ်3.13ကကြီးကနေကကြီးမှာဆိုရင်စုံစမ်းထားတဲ့ supplier တွေရဲ့နာမည်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ရှောက်ထားမယ့်စက်ပစ္စည်းကိုဘယ်နိုင်ငံကထုတ်လုပ်တာလဲစတာတွေကိုဖြည့်ပေးရမှာပါပြီးရင်တော့အဆိုပါကုမ္ပဏီစီကရယူထားတဲ့စက်ပစ္စည်းဈေးနှုန်းစည်းအသေးစိတ် quotation နဲ့အဆိုပါကုမ္ပဏီရဲ့နောက်ခံသမိုင်းကြောင့် company profile တို့ကိုပူးရဲတင်ပြပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာတခုသတိပြုရမှာကတော့ supplier တဦးတွေကနေစက်ပစ္စည်းအားလုံးကိုပံ့ပိုးပေးနိုင်တယ်ဆိုရင်တော့ supplier 2ဦးရဲ့ quotation တွေကိုသာတင်ပြပေးဖို့ရန်လိုအပ်ပါတယ်3.14မှာတော့ဒီစီမံကိန်းကိုဆောင်ရွက်ဖို့အတွက်ကုန်ကျနိုင်တဲ့ခံမှန်းရင်းနှီးမြှုပ်နှံငွေကိုမေးမြန်းထားတာပါပထမအကွက်မှာဆိုရင်လူကြီးမင်းဝယ်ယူဖို့ရွေးချယ်ထားတဲ့ပထမဦးစားပေးကုမ္ပဏီတစ်ခုရဲ့နာမည်ကိုဖော်ပြပေးရမှာပါပြီးရင်တော့အခုလက်ရှိငွေလဲလှယ်နှုန်းကိုဖြည့်ဆွတ်ပေးရမှာပါအောက်မှာတော့အဆိုပြုထားတဲ့စက်ပစ္စည်းနဲ့ပတ်သက်လို့အသေးစိတ်အချက်အလက်တွေကိုမြန်မာကျပ်ငွေနဲ့ဖြည့်ဆွတ်ပေးရမှာပါအဲ့လိုဖြည့်ဆွတ်ပေးလိုက်ရင်အဆိုပါကုန်ကျစရိတ်ကို American Dollar နဲ့တွက်ချက်ထားတာကအလိုအလျောက်ပေါ်လာမှာပဲဖြစ်ပါတယ်တခုတတိပြုရမှာကဝယ်ယူဖို့ရွေးချယ်ထားတဲ့ supplier 2ဦးရှိပါက2ဦးစလုံးရဲ့အချက်အလက်တွေကိုဖြည့်ပေးဖို့လိုအပ်ပါတယ်ဒီနေရာမှာအရေးကြီးတာကတော့ဝယ်ယူဖို့ရွေးချယ်ထားတဲ့ supplier 2ဦးရှိရဆိုရင်2ဦးစလုံးရဲ့အချက်အလက်တွေကိုဖြည့်ဆို့ပေးရမှာပဲဖြစ်ပါတယ်အခုဖြည့်ဆို့လိုက်တဲ့မေကွန်းနံပါတ်3.14ဟာဆိုရင်အလွန်အရေးကြီးတဲ့အတွက်လူကြီးမင်းအနေနဲ့ရွေးချယ်ထားတဲ့စက်ပစ္စည်းအမျိုးအစားအလိုက်ရွေးချယ်ထားတဲ့ရောင်းချသူရဲ့ဈေးနှုန်းကိုမှန်မှန်ကန်ကန်ဖြည့်ဆွတ်ပေးဖို့လိုပါတယ်ဥပမာလူကြီးမင်းအဆိုပြုထားတဲ့စက်ပစ္စည်းဒါမှမဟုတ်
နီးပညာရဲ့အသေးစိတ်အချက်အလက်တွေကိုဖြည့်တဲ့နေရာမှာလူကြီးမင်းစီမံကိန်းအတွက်ပစ္စည်း၅မျိုးတောင်းခံမယ်ဆိုရင်ပစ္စည်း A အတွက်လိုအပ်တဲ့ပမာဏယူနဲ့အမျိုးအစားနဲ့အသေးစိတ်အချက်အလက်တွေကိုခံမှန်းကုန်ကျစရိတ်နဲ့တွက်ချက်ပြီးတိတိကျကျဖော်ပြပေးရမှာပဲဖြစ်ပါတယ်။ကျန်ပစ္စည်းအသေးစိတ်တွေကိုလည်းအလားတူဖြည့်ဆွက်ပေးရမှာပါ။မေကွန်နံပါတ်3.14ကကြီးမှာဆိုရင်လေလုပ်ငန်းရှင်ဘက်ကထည့်ဝင်ရမယ့်ငွေကြေးရာခိုင်နှုန်းကိုမှန်မှန်ကန်ကန်ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။အဲ့လိုထည့်သွင်းပြီးသွားရင်တော့လုပ်ငန်းရှင်ဘက်ကထည့်ဝင်ရမယ့်ငွေပမာဏ RBF Plus ကနေရှောက်ထားမယ့်ထောက်ပံ့ကြေးငွေပမာဏနဲ့ရာခိုင်နှုန်းစုစုပေါင်းစီမံကိန်းကုန်ကျစရိတ်တွေဟာအလိုအလျောက်တွက်ချက်ပြီးသားဖြစ်သွားမှာပါ။ထောက်ပံ့ကြေးငွေပမာဏနဲ့ပတ်သက်လို့အထူးသတိပေးလိုတာကတော့လူချင်းမဲ့အဆိုပြုထားတဲ့စီမံကိန်းအမျိုးအစားဟာဆိုရင်ရှောက်ထားတဲ့သူအရေးအတွက်များပြားပါက RBF Plus ကပေးအပ်မဲ့ထောက်ပံ့ကြေးငွေရာခိုင်နှုန်းဟာလည်းလျော့ကျနိုင်ပါတယ်ရှင်။3.15မှာတော့လူချင်းမဲ့အနေနဲ့အဆိုပြုထားတဲ့စီမံကိန်းအတွက်ငွေကြေးထည့်ဝင်ဖို့ကိုဘယ်လိုပြင်ဆင်ထားလဲဆိုတာကိုရွေးချယ်ဖော်ပြပေးရမှာပါ။3.16မှာတော့လူချင်းမဲ့အနေနဲ့ဒီစီမံကိန်းကိုလှုပ်ဆောင်ဖို့လိုအပ်တဲ့အချိန်ကာလတစ်ခုကိုရွေးချယ်ပေးရမှာပါ။မေခွန်းအပိုင်း၄မှာဆိုရင်လူကြီးမင်းရဲ့အဆိုပြုလွှာနဲ့ပတ်သက်လို့ကောင်းကောင်းသိနာလည်ထားတဲ့သူ RBF Plus ကတိုက်ရိုက်ဆက်သွယ်လို့ရတဲ့သူတဦးရဲ့နာမည်၊ယာဒိုး၊ဖုန်းနံပါတ်၊အီးမေးလ်လိပ်စာတွေကိုဖော်ပြပေးရမှာပါဒီနေရာမှာအထူးသတိပြုရမှာကလူကြီးမင်းအနေနဲ့ရှောက်လွှာကိုတင်သွင်းပြီးသွားရင် RBF Plus ကနေရှောက်လွှာလက်ခံရရှိကြောင်းအီးမေးလ်ကိုအခုမေကွန်နံပါတ်4.1မှာဖြည့်ထားတဲ့အီးမေးလ်လိပ်စာကိုပဲ24နာရီအတွင်းပြန်လည်ပေးပို့ပေးမှာပဲဖြစ်ပါတယ်။ဒါကြောင့်လူကြီးမင်းတို့အနေနဲ့ဒီနေရာမှာလက်ရှိအမှန်တကယ်အသုံးပြုနေတဲ့အီးမေးလ်လိပ်စာတစ်ခုကိုပဲအထူးဂရုစိုက်ပြီးမှန်ကန်အောင်ဖြည့်ဆွတ်ပေးဖို့လိုအပ်ပါတယ်။ဒါကြောင့်လူချင်းမင်းတို့အနေနဲ့ဒီနေရာမှာလက်ရှိအမှန်တကယ်အသုံးပြုနေတဲ့အီးမေးလ်လိပ်စာတစ်ခုကိုပဲအထူးဂရုစိုက်ပြီးမှန်ကန်အောင်ဖြည့်ဆွတ်ပေးဖို့လိုအပ်ပါတယ်။ဒီနေရာမှာတစ်ခုအရေးကြီးတာကတော့ရှောက်လွှာကူညီရေးသားပေးသူရဲ့အီးမေးလ်လိပ်စာကိုထည့်သွင်းထားမယ်ဆိုရင်ထိုရှောက်လွှာကူညီရေးသားပေးသူကလုပ်ငန်းရှင်ရဲ့အီးမေးလ်ကို forward လုပ်ပေးတာမျိုးဖုန်းဆက်အကြောင်းကြားပေးတာမျိုးကိုမဖြစ်မနေပြုလုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်။ပြီးသွားရင်တော့အထက်မှာဖော်ပြထားတဲ့အချက်အလက်တွေဥပမာလုပ်ငန်းလိုင်စင်စီမံကိန်း idea ပါဝင်မဲ့ပစ္စည်းစည်းရင်စုစုပေါင်းကုန်ကျစရိတ်အားလုံးဟာမှန်ကန်ကြောင်းနဲ့အချက်အလက်တွေအားလုံးကိုရှောက်ထားတဲ့လုပ်ငန်းပိုင်ရှင်ကိုယ်တိုင်ကသိရှိနားလည်ကြောင်းအတိပြုစာကိုပါပိုးရဲတင်ပြပေးရမှာပဲဖြစ်ပါတယ်အတိပြုစာတင်သွင်းတဲ့နေရာမှာပိုင်ရှင်ဒါမှမဟုတ် managing director ရဲ့နာမည်လက်မှတ်နဲ့ရေးသားတင်သွင်းတဲ့ရက်စွဲတွေကိုပါဖော်ပြပေးရပါမယ်ဒီလျှောက်လွှာကိုလျှောက်လွှာကူညီရေးသားပေးတဲ့သူကရေးသားတင်သွင်းပေးရင်တောင်ဖြည့်ဆွတ်ထားတဲ့အချက်အလက်အားလုံးကိုလုပ်ငန်းပိုင်ရှင်လူချင်းမင်းကိုယ်တိုင်မဖြစ်မနေသိရှိနားလည်ထားပြီးစစ်ဆေးအတည်ပြုဖို့လည်းလိုအပ်တယ်ဆိုတာကိုပြောလိုပါတယ်မေခွန်းတွေအားလုံးကိုစနစ်တကျဖြည့်ဆို့ပြီးွားပြီဆိုရင်တော့ဒီလျှောက်လွှာကို online ကနေမတင်သွင်းခင်မှာမဖြစ်မနေပူးရဲ scan ဖတ်ပြီးတင်ပြပေးရမယ်အရေးကြီးစာရွက်စာတမ်းအထောက်အထား10မျိုးရှိပါတယ်ရှင်RBF Plus ကိုအဆိုပြုလာတင်သွင်းလျှောက်ထားဖို့အတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုလည်းပြောပြပေးခြင်းပါတယ်အထောက်အထားစာရွက်10မျိုးကတော့1နိုင်ငံသားမှတ်ပုံတင်ကတ် NRC မိတ္တူ2အိမ်ထောင်စုစာရင်းမိတ္တူ3လုပ်ငန်းလိုင်စင်မိတ္တူ4လျှောက်ထားသူက MSME ဖြစ်ကြောင်းသက်သေခံစာရွက်စာတမ်းများနဲ့တကွအများဆုံးဝန်ထမ်းအယောက်600အောက်သို့မဟုတ်မတီရင်းနှီးငွေမြန်မာကျပ်ငွေ3,000အောက်ဖြစ်ကြောင်းအထောက်အထားမိတ္တူ5 2025-2026ဘဏ္ဍာရေးစာရင်းရှင်းတမ်းဒါမှမဟုတ်ဘဏ္ဍာရေးစာရင်းစစ်အစီရင်ခံစာမိတ္တူ6လုပ်ငန်းရဲ့လက်ရှိလည်ပတ်နေတဲ့ဓာတ်ပုံများ9 supplier တွေရဲ့ပစ္စည်းစည်းနှုန်းစာရင်းနဲ့ကုမ္ပဏီအချင်းချုပ်ဒီနေရာမှာအရေးကြီးတာကတော့မတူညီတဲ့ supplier အနည်းဆုံး2ဦးရဲ့အချက်အလက်တွေကိုတင်ပြပေးရမှာပဲဖြစ်ပါတယ်။နံပါတ်8ရှောက်လွှာမှာပါဝင်တဲ့အချက်အလက်များမှန်ကန်ကြောင်းလုပ်ငန်းပိုင်ရှင်ရဲ့လက်မှတ်နဲ့တကွအတည်ပြုခြင်းစာစတဲ့ star ပြထားတဲ့အရာတွေကိုမဖြစ်မနေပူးရဲတင်ပြပေးရမှာပဲဖြစ်ပါတယ်။
ဒီစာရွက်စာတမ်းတွေကို scan ဖတ်ပြီးသားဒါမှမဟုတ်မိတ္တူတွေကိုအခုပထမအဆင့်လျှောက်လွှာမှာလက်ခံပေးသွားမှာဖြစ်ပေမဲ့လည်းအကယ်၍ထောက်ပံ့ငွေရရှိတဲ့အဆင့်ကိုရောက်ရှိခဲ့မယ်ဆိုရင်တော့ RBF Plus ရုံးအဖွဲ့မှမူရင်းစာရွက်စာတမ်းတွေကိုမဖြစ်မနေတောင်းယူကြည့်ရှုသွားမှာပဲဖြစ်ပါတယ်။လျှောက်လွှာဖြေဆိုတဲ့အချိန်မှာအခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လည်းဒီနမူနာဗီဒီယိုကိုကြည့်ပြီးဖြည့်ဆွတ်လို့ရပါတယ်။ရှောက်လွှာနဲ့ပတ်သက်ပြီးအခြားသိလိုတာရှိရင်လည်း RBF Plus ရုံးအဖွဲ့မှသက်ဆိုင်ရာတာဝန်ခံတွေရဲ့ဖုန်းနံပါတ်တွေကိုရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။